ဥရောပမြေကိုပြန်လဲခြေချနေတဲ့ရိုနယ်ဒိုအသက်40အရွယ်ရှိနေဖြစ်ပေမဲ့လည်းဂိုးသွင်းဆက်ယုံကြီးတစ်ခုလိုမျိုးအချိန်မပြတ်သေးတဲ့ပေါ်တူဂီတိုက်စစ်မှုစီရိုနယ်ဒိုကဥရောပဘောလုံးလောကစီကိုပြန်လဲပြီးတော့ခြေချနိုင်ကြီးရှိကြောင်းအရေးမွက်ပြောကြားလိုက်တာကြောင့်မလို့ကမ္ဘာဘောလုံးပြည်သက်တွေကြားထဲမှာစိတ်လှုပ်ရှားမှုတွေကမြင့်တက်လာပါပြီ။မကြသေးခင်ကအင်နာဆာအတွက်2ဂိုးသွင်းပေးခဲ့ပြီးနောက်ကစားသမားဘဝသွင်းဂိုး956ဂိုးထိစံချိန်တင်ထားနိုင်ခဲ့တဲ့ရိုနယ်ဒိုကသူရဲ့ဆရာထက်သက်မှုမှာရောပါသွားခြင်းမရှိဘဲနဲ့ဆက်ပြီးတော့ကစားလိုတဲ့ဆန္ဒအပြည့်ရှိနေကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။ရိုနယ်ဒိုကအင်နာဆာအသင်းနဲ့စာချုပ်တက်တန်းနောက်တစ်နှစ်မှာကုံဆုံးတော့မှာဖြစ်တယ်လို့လာမယ့်2026ကမ္ဘာဖလားမှာလည်းပဲသူ့ရဲ့နောက်ဆုံးနိုင်ငံတကာပွဲစဉ်ဖြစ်လာနိုင်ကြောင်းဝန်ခံထားပြီးဖြစ်ပါတယ်။ဒါမဲ့လည်းသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ရိုနယ်ဒိုကဘယ်နေရာမှာကစားရဲဆိုတာထက်ဘောလုံးကစားတာကိုအမြဲတမ်းပျော်ရွှင်နေဖို့ဟာပို့ပြီးတော့အရေးကြီးပါတယ်ဗျာ။အရှိအလဲပိုင်းဖြစ်ဖြစ်ဥရောပရဲ့ဖြစ်ဖြစ်ဘယ်နေရာလဲဆိုတာအရင်မကြည့်ဘူး။အဲ့လိုပြောကြားခဲ့ကဥရောပကိုပြန်လာနိုင်တဲ့တကားကိုဖွင့်ချထားခဲ့လိုက်ပါတယ်။ United, Real Madrid နဲ့ Juventus တို့လိုမျိုးအသင်းကြီးတွေမှာအောင်မြင်မှုတွေများစွာကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Ronaldo အတွက်နိုင်ရာကင်းစင်နေမှာကသွင်းကို1000ပြေးဖို့မှလေအလံမွေးတော့တဲ့ပြစ်မှတ်တစ်ခုပဲဖြစ်နေပါတယ်။ဒါ့အပြင် Ronaldo ကယမနီးယာကျင်းပခဲ့တဲ့ Global Soccer Awards ဆုပေးပွဲမှာလည်းအရှိလေပိုင်းအကောင်းဆုံးကစားသမားဆုကို3ကြိမ်ဆက်တိုက်ဆုကူးနိုင်ခဲ့ပြီးတော့သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကိုထပ်မံပြီးတော့သက်သေပြခဲ့ပါတယ်။အသက်အရွယ်ကိုစိန်ခေါ်ရင်းနဲ့ထိပ်တန်းအဆင့်မှာဆက်လက်ပြီးတော့ရပ်တည်နေတဲ့ Ronaldo အနေနဲ့လာမယ့်နွေရာသီမှာဥရောပကလပ်တစ်ခုခုကိုအမှန်တကယ်ပြန်လာမလားမလာဘူးလားဆိုတာကလေဘောလုံးလောကရဲ့အဆောင်ကြီးရဆုံးသတင်းတစ်ပုဒ်ဖြစ်လာမှာပါခင်ဗျာ။